ပြန်စနေရတာနဲ့သမာဓိရောမတက်နိုင်ဘူးတဲ့။အဲကြောင့်အရိယာဘုငြိမ်နေမှစိတ်ကလေးကတည်နေမယ်ကြည်နေမယ်နှလုံးသွေးသက်ကလေးဟာအေးစစ်စစ်နဲ့တည်တည်ငြိမ်ငြိမ်နဲ့အချက်တိုင်းမှန်နေမယ်။မော်လီတို့လည်းအချက်တိုင်းမှန်နေပြီ။ဆိုပြီးတော့နှလုံးခုန်လုံးလေးရတယ်အချက်တိုင်းမှန်နေပြီ။တတိပါပဲ။တတိရှိရင်မော်လီထွက်လေးကိုဝင်တိုင်းထွက်တိုင်းအချက်တိုင်းပြီးနေပါပြီဆိုပြီးတော့ရှုရဲမှန်ရင်နဲ့တချို့ယောဂီတွေကသမာဓိအကောင်းလာပါပြီသမာဓိအကောင်းတဲ့ယောဂီများကခန္ဓာဘက်ကိုညာတဲ့ကြည့်ပါဆိုပြီးတော့ရှုမှတ်လာတာအချိန်ကတက်လာတော့တချို့သောယောဂီတွေဒီမားတွေပူလာမယ်ခြေသားတွေကျန်လာမယ်ခါးတွေအောင့်လာမယ်နောက်ကျောတွေတက်လာမယ်ဒီလိုနဲ့ကြည့်မလဲဆိုနည်း